BELL bell ဘာမှတန်ထွက်နေပါတော့ bell သူငယ်တန်းတော့တင်ရတယ် bell อ่ะခေါင်းလုံးအဲ့ဒီ bell ဆိုတာတော့ဟိုတီးတဲ့ဟာကွာဒီခေါင်းလုံးလေးအဲ့ခေါင်းလုံးကိုတောက်ထုတ်ပြန်လုပ်ကြည့်လိုက်အဲ့ပုံရှိလို့ bell လို့ခေါ်တာမြင်မှုလားဒီကြောင်ရောက်နေတာလေးတွေပါလေးသိရမှာမြင်မှုလားအဲ့လိုမျိုးအဲ့ဒါလေးကိုကြောင်းပြန်လှန်ကြည့်လိုက်အဲ့ဒါမျိုးရှိလို့အဲ့ကြောင့် bell လို့ခေါ်တာ you know အထီးလေးလို့ခေါ်ပေးလိုက်တယ်အထီးလေးရေဟီရိုကေတကောင်နဲ့တာယာနေတဲ့အုံနိုးပဲဖြစ်ပါတယ်တစ်ဖက်ကလီဗိုင်ကတော့ဟီရိုကေတကောင်ပြန်လဲရရှိဖို့ကြိုးစားနေသေးပဲ7 မိနစ်တော့ဖြစ်သွားခဲ့ပြီအဲ့ဒါစုံနေစီပဲစောင့်မလားဟုတ်မရှိအရှင်းပြတာ तू နားမလဲဘူးထင်အဲ့ဒါရှိလို့နားမလဲလို့တဲ့ပြပါလားတဲ့အဲ့တော့မပြောတော့ခမတော့